Golden Bells ဗုဒ္ဓဟူးနေ့ဇူလိုင်လ29ရက်2026နေ့စဉ်ဖတ်ရှုရန်ကျမ်းရှင်ယောဟန်ခရစ်ဝင်ခန်းကြီး7အခန်းငယ်1မှ29ဒီကနေ့ဆင်ခြင်တွေးတော်ဖို့အဓိကကျမ်းပိုက်ကတော့ဖျားသခင်၏အလိုတော်ဟူမူကားသင်တို့သည်မတရားသောမိထုံကိုကျင့်ဆောင်၍တန်ရှင်းစေခြင်းက၎င်းဖျားသခင်ကိုမသိသောသာသနာပလူတို့သည်ကိလေသာတက်မဲ့ခြင်းရှိတဲ့ကဲ့သို့မရှိတတလောနိဩဝါဒစာပထမဆောင်အခန်းကြီး4အခန်းငယ်3မှ4ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အတူတကွဆင်ခြင်ပြီးခွန်အားယူဖို့စုံစမ်းနှောက်ယှက်ခြင်းမှရှောင်ပြေး၍စိတ်ကိုဘုရားသခင်၏နှုတ်ကပတ်တော်ဖြင့်ဖြည့်ခြင်းအကြောင်းဝင်ငှခြင်းပါတယ်ကိုကျင့်သီလနဲ့တန်ရှင်းစင်ကြယ်ခြင်းကိုအလေးမထားတော့တဲ့ဒီခေတ်ကာလမှာတမန်တော်ပေါလုကတိမောသေကိုပေးခဲ့တဲ့သတိပေးချက်ဟာကျွန်တော်တို့အတွက်လည်းအလွန်အရေးကြီးပါတယ်ပြိုသောအသက်၏တတ်မှတ်ခြင်းတရားကိုရှောင်ပြေးလောလို့ပေါလုကဆိုခဲ့ပါတယ်တတ်မှတ်ခြင်းနဲ့နီးနီးကပ်ကပ်နေပြီးတိုက်ခိုက်ဖို့မဟုတ်ပါဘူးအဲ့ဒီစုံစမ်းခြင်းကနေရှောင်ပြေးဖို့ဖြစ်ပါတယ်။ဘော်ဒီဖာရဲ့မယားကယောသက်ကိုစုံစမ်းနှောက်ယှက်တဲ့အခါယောသက်ဟာအဲ့ဒီနေရာကနေချက်ချင်းထွက်ပြေးခဲ့ပါတယ်။သူရဲ့အပြစ်ကင်းစင်မှုကြောင့်အကျဉ်းထောင်ထဲရောက်ခဲ့ရပေမယ့်လျှို့ဝှက်အပြစ်နဲ့ရှက်ဖွယ်အသက်တာမှာနေရခြင်းထက်တန်ရှင်းစွာဆင်းရဲခံရခြင်းကိုရွေးချယ်ခဲ့ပါတယ်။ဒါကြောင့်အပြစ်နဲ့စုံစမ်းနှောက်ယှက်ခြင်းကိုအောင်မြင်ခြင်းဟာကျွန်တော်တို့ရဲ့စိတ်အတွေးတွေကနေစတင်ပါတယ်။ဖိလိပ္ပိဩဝါဒစာအခန်းကြီး4အခန်းငယ်8မှာမှန်ကန်သောအရာလျောက်ပတ်သောအရာဖြောင့်မတ်သောအရာစင်ကြယ်သောအရာချစ်ဖွယ်သောအရာနှင့်ကောင်းသောအသရေရှိသည့်အရာတို့ကိုဆင်ခြင်ကြလော့လို့ဆိုထားပါတယ်ကျွန်တော်တို့အမြဲစဉ်းစားနေတဲ့အရာတွေဟာနောက်ဆုံးမှာကျွန်တော်တို့ရဲ့အပြုအမူတွေအပေါ်တက်ရောက်လာပါတယ်ကောင်းတဲ့အရာတွေကိုဆင်ခြင်ရင်ကောင်းတဲ့အပြုအမူတွေပေါ်ထွက်လာမှာဖြစ်ပါတယ်မကောင်းတဲ့အတွေ့တွေကိုခွင့်ပြုထားရင်တော့မကောင်းတဲ့လှုပ်ဆောင်ချက်တွေစီဥတီသွားနိုင်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာဘယ်တော့မှအလွတ်မနေပါဘူးမဆောင်လျှောက်ထားတဲ့အတွေ့တစ်ခုဟာမာနအလုပ်လုပ်နိုင်တဲ့နေရာတစ်ခုဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့စိတ်အတွေးတွေကိုဘုရားသခင်၏အတွေးတော်များနဲ့နှုတ်ကပတ်တော်များဖြင့်ဖြည့်ထားရမှာဖြစ်ပါတယ်။ဒါဝိဒ်ကအိုးဘုရားသခင်အကျွန်ုပ်အဖို့ကိုတော်၏အကြံစီတော်တို့သည်အလွန်အဖို့ထိုက်လာပါ၏။အရေးအတွက်သည်လည်းအလွန်များပြားလာပါ၏။ထိုအရာတို့ကိုရေတွက်လျင်သဲလုံးထပ်ပင်များပါ၏လို့အံ့ဩဝမ်းမြောက်စွာဆိုခဲ့ပါတယ်။ဒီအကြောင်းကိုဆာလံကျမ်းအခန်းကြီး139အခန်းငယ်18မှ18မှာတွေ့ရပါတယ်။ဒါကိုဥယျာဉ်တစ်ခုနဲ့ဥပမာပေးပြီးစဉ်းစားကြည့်ရအောင်ဥယျာဉ်တစ်ခုမှာကောင်းတဲ့ပန်းပင်နဲ့အသီးအနှံတွေကိုမစိုက်ပျိုးပဲပစ်ထားရင်ပေါင်းပင်တွေကအလိုလိုပေါက်လာပါလိမ့်မယ်ပေါင်းပင်စိုက်ဖို့မလိုပါဘူးမဆောင်ရှောက်ပဲထားလိုက်ရုံနဲ့ပေါက်လာတတ်ပါတယ်ကျွန်တော်တို့ရဲ့စိတ်ဟာလည်းအဲ့ဒီဥယျာဉ်လိုပါပဲဘုရားသခင်၏နှုတ်ကပတ်တော်ကောင်းသောအတွေးနဲ့တန်ရှင်းသောအရာတွေကိုမစိုက်ပျိုးပဲထားလိုက်ရင်မကောင်းတဲ့အတွေးတွေတက်မှတ်ခြင်းတွေနဲ့စိုးရင်ပူပန်မှုတွေကအလိုလိုဝင်ရောက်လာတတ်ပါတယ်ဒါကြောင့်စိတ်ထဲကမကောင်းတဲ့အတွေးတွေကိုဖယ်ရှားဖို့ပဲမကြိုးစားပဲအဲ့ဒီနေရာကိုဘုရားသခင်နှုတ်ကပတ်တော်နဲ့ကောင်းသောအရာတွေဖြင့်ပြန်လည်ဖြည့်ထားဖို့လိုအပ်ပါတယ်။ဘုရားသခင်ထံမှလာသောစကားတခွန်းဟာပင်တောကန္တာရထဲမှာအေလိယကိုပေးတော်မူခဲ့တဲ့အစားအစာကဲ့သို့ကျွန်တော်တို့ကိုခွန်အားပေးနိုင်ပါတယ်။လောကရဲ့ပျက်စီးယိုယွင်းမှုနဲ့စုံစမ်းနှောက်ယှက်ခြင်းတို့ကနေလည်းကျွန်တော်တို့ကိုကာကွယ်စောင့်ရှောက်ပေးနိုင်ပါတယ်။ချစ်တော်ညီကိုမောင်နှမတို့စုံစမ်းနှောက်ယှက်ခြင်းရောက်လာတဲ့အခါအဲ့ဒီအရာကနေရှောင်ပြေးကြပါစို့။တစ်ချိန်တည်းမှာပဲကျွန်တော်တို့ရဲ့စိတ်တွေးတွေကိုဘုရားသခင်၏မကုန်ခန်းနိုင်သောအဖိုးထိုက်သောနှုတ်ကပတ်တော်များဖြင့်နေ့စဉ်ဖြည့်ဆည်းကြပါစို့ကျွန်တော်တို့ရဲ့စိတ်နှလုံးဥယျာဉ်မှာမကောင်းသောပေါင်းပင်များကိုဖယ်ရှားပြီးတန်ရှင်းသောအတွေးယုံကြည်ခြင်းနဲ့ဘုရားသခင်၏နှုတ်ကပတ်တော်များကိုအစဉ်စိုက်ပျိုးနိုင်ကြသောသူများဖြစ်ကြပါစေကြောင်း Golden Bells Daily Devotion မှာဝင်ငှလိုက်ရပါတယ်အားလုံးကိုဘုရားသခင်ကောင်းချီးပေးပါစေ